မင်္ဂလာပါဗုဒ္ဓနတ်ဝတ် channel မှာကြိုဆိုပါရခင်ဗျာအခြားဘာသာတရားများမှာအမှားအမှန်အယူအဆကိုသူတို့ရဲ့နတ်တွေကပညတ်တော်တွေထဲမှာရေးထားခဲ့ကြပါတယ်ဒီတို့ဗုဒ္ဓဘာသာတွေကထာဝရဘုရားကိုမယုံကြည်ကြတော့ဘယ်လိုလုပ်ပြီးအမှားအမှန်ကိုသိနိုင်ကြမှာပါလဲအပြေကတော့လောဘဒေါသမောဟတရားများမှာအခြေခံပြီးကျွန်ုပ်တို့ကိုနိဗ္ဗာန်နဲ့ဝေးစေတဲ့ကာယကံဝစီကံမနောကံများဟာမကောင်းမှုတွေဖြစ်ပါတယ်ဒါတွေဟာအားလုံးဟာအမှားတွေပါပေကံလူတန်းခြင်းမေတ္တာထားခြင်းနဲ့အသိပညာတို့အပေါ်မှာအခြေခံပြီးတော့ကျွန်ုပ်တို့ရဲ့နိဗ္ဗာန်သွားရာလမ်းကြောင်းကိုရှင်းလင်းပေးတဲ့ကာယကံဝစီကံမနောကံများသာလျှင်ကောင်းမှုတွေဖြစ်ပါတယ်ဒါတွေကတော့အမှန်တွေပါထာဝရဘုရားကိုဗဟိုထားတဲ့ဘာသာတရားများမှာအမှားအမှန်ကိုသိဖို့လိုအပ်တာအားလုံးကတော့ထာဝရဘုရားပြောတဲ့အတိုင်းလုပ်ဖို့ကြိုးစားခြင်းပါပဲလူသားကိုဗဟိုထားတဲ့ဗုဒ္ဓဘာသာကိုဘာသာတရားများမှာအမှားအမှန်သိဖို့ကတော့မိမိကိုယ်ကိုနက်နက်နဲနဲသိရှိမှုနားလည်သဘောပေါက်မှုတိုးတက်ဖြစ်ပေါ်အောင်လုပ်ရပါတယ်နားလည်မှုပေါ်မှာအခြေခံတဲ့လိုင်းနာကျင့်ကြံမှုဟာပညာချက်တစ်ခုပေါ်မှာအခြေခံတဲ့နာခံမှုတက်ပို့ပြီးတော့အင်အားကောင်းပါတယ်ဒါကြောင့်အမှားအမှန်ကိုသိဖို့ရာဗုဒ္ဓဘာသာဝင်တယောက်ဟာအရာ၃ခုကိုကြည်ရပါတယ်အဲ့ဒါတွေကတော့နံပါတ်1ရည်ရွယ်ချက်နံပါတ်2အလုပ်ကြောင့်မိမိအပေါ်မှာအကျိုးသက်ရောက်မှုနံပါတ်3သူတစ်ပါးအပေါ်မှာအကျိုးသက်ရောက်မှုများပဲဖြစ်ပါတယ်ဒါနမေတ္တာပညာတို့အပေါ်မှာအခြေခံလို့ရည်ရွယ်ချက်ကကောင်းရင်ပြီးတော့မိမိကိုယ်တိုင်လည်းပိုပေးကမ်းလှူဒန်းပြအောင်ပိုမေတ္တာထားတတ်အောင်ပိုအသိပညာပွားအောင်ကူညီရင်သူတစ်ပါးကိုလည်းပိုပေးကမ်းလှူဒန်းပြအောင်ပိုပြီးတော့မေတ္တာထားတတ်အောင်ပိုပြီးအသိပညာတွေတိုးပွားအောင်ကူညီရင်အဲ့ဒီအလုပ်တွေဟာကောင်းမှုကုသိုလ်တွေကောင်းတဲ့ကုခြင်းတရားတွေပဲဖြစ်ပါတယ်တကယ်တော့ဒီချက်ဟာအမျိုးမျိုးဆဆထွေပြားလာပါတယ်တခါတည်းမှာကိုကအကောင်းဆုံးရည်ရွယ်ချက်နဲ့လှုပ်လိုက်ပေမဲ့လည်းကိုယ့်အတွက်ဖြစ်စေသူတစ်ပါးအတွက်ဖြစ်စေကောင်းကျိုးဖြစ်ခြင်းမှဖြစ်တတ်ပါတယ်တခါတည်းမှာကိုယ့်ရည်ရွယ်ချက်ကမကောင်းပေမဲ့လည်းကိုယ့်အလုပ်ကသူတစ်ပါးကိုကောင်းကျိုးရစေတတ်ပါတယ်တခါတည်းမှာရည်ရွယ်ချက်ကောင်းကောင်းနဲ့လုပ်တဲ့အလုပ်ကကိုယ့်ကိုအကျိုးရရှိစေပေမဲ့သူတစ်ပါးကိုထိခိုက်ကောင်းထိခိုက်နိုင်တတ်ပါတယ်ဒီလိုကိစ္စမျိုးတွေမှာအကောင်းနဲ့အတော်အသင့်ကောင်းတာရောထွေးနေတတ်ပါတယ်ရည်ရွယ်ချက်ကမကောင်းတဲ့အတွက်အလုပ်ကလည်းကိုရောသူတစ်ပါးကိုပါအကျိုးမရစေဘူးဆိုရင်တော့ဒီလိုအလုပ်မျိုးကမကောင်းပါဘူးရည်ရွယ်ချက်ကောင်းလို့အလုပ်ကလည်းကိုရောသူတစ်ပါးကိုပါကောင်းကျိုးရစေတယ်ဆိုရင်တော့ဒီလိုအလုပ်မျိုးဟာအပြည့်အဝကောင်းတဲ့အလုပ်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်